everyone, I'm one of the former students of Muditer Education Center. Okay, today I want to share about describing people. ဒီနေ့မှာတော့လူတွေကိုဖော်ပြတဲ့နေရာမှာသုံးလို့ရတဲ့စကားလုံးလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ height အရက်ကိုပြောရမယ်ဆိုလို့ရှိရင်အရက်မြင့်ရင် tall အရက်ပူရင် short တကယ်လို့မြင့်လည်းမမြင့်ဘူးပူလည်းမပူဘူးဆိုလို့ရှိရင်เนาะ medium height okay နောက်တစ်ခုကကြတော့အရန်ဝနေတယ်ဆိုလို့ရှိရင် overweight ဒီ weight too much နဲ့တူပါတယ်နောက်တစ်ခုက fast အဲ့ဒါကဝရတယ်လို့ပြောတာပေါ့နော်နောက်တစ်ခုက thin thin ဒီပိန်နေဒါပေမဲ့ thin လို့ပြောမယ်စာ SAIM slim so that's ကဒီ thin ချက်ကိုပို့ပြီးတော့ polite ဖြစ်ပါတယ်နောက်တစ်ခုကကြတော့အသက်အရွယ်တွေကိုဖော်ပြတဲ့အခါအသက်ကြီးရင် old အသက်ငယ်ရင် young okay middle age okay middle age ဆိုတာကတက်လက်ပိုင်းတွေကိုပြောတာဖြစ်ပါတယ် OLD က older EAD က elder ဒီနှစ်ခုမှာဆိုလို့ရှိရင်เนาะ elder ဒီပို့ပြီးတော့ polite ဖြစ်တဲ့ formal ဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်